နိုင်ငံသားချင်းချင်းများအားလုံးရရင်လည်းမကောင်းဘူးလားဟောတနိုင်ငံလုံးမှာရှိတဲ့လူတွေအားလုံးကပိုက်ဆံတွေဝင်နေတယ်ဆိုလို့ရှိရင်လည်းအကုန်လုံးပြောစရာကြီးပေါ့နော်ကိုယ်နိုင်ငံလည်းဝင်ငွေတိုးတက်လာမယ်ပေါ့နော်အဲ့လိုမျိုးအတွက်ကျွန်တော်ရည်ရွယ်ပြီးတော့မှဒီຢာလေးကိုကျွန်တော်ရှင်းပြခြင်းဖြစ်ပါတယ်ကျွန်တော်တတ်ထားသမျှဟာတွေကိုအားလုံးကိုလည်းကျွန်တော်တခုမကြံကျွန်တော်ရှင်းပြမယ်ပေါ့နော်ပြောပြမယ်ဟုတ်ပြီကျွန်တော်ကလည်းလုပ်ချင်တာတွေကများနေတဲ့အတွက်တခါလည်းမလုပ်ဖြစ်ဘူးပေါ့နော်ဟုတ်ပြီဒီတစ်ခါတော့ကျွန်တော်တို့ပထမအဦးဆုံးပုံထုတ်ဖို့အတွက် prompt ရေးဖို့နော်ကျွန်တော်တို့ ChatGPT ကိုရင်ဆုံးတွားလိုက်မယ်ပေါ့နော်ဟုတ်ပြီ ChatGPT မှာကျွန်တော်ကဒီမှာ ChatGPT ကိုဝင်လိုက်မယ် sorry ကျွန်တော်ဝင်လိုက်မယ်ဆို ChatGPT ဝင်ဖို့အတွက်ကဟိုကမလုပ်ထားဘူးကျွန်တော်က internet မဝင်တော့ internet ဖွင့်လိုက်မယ်ဟုတ်ပြီကျွန်တော်ကြည့်လိုက်အောင် ChatGPT ကျွန်တော်ဟုတ်ပြီ VPN ကျော်သွားပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော် prompt ရေးခိုင်းမယ်ပေါ့နော် prompt ရေးခိုင်းမယ် prompt ရေးခိုင်းဖို့အတွက်ဆိုလို့ရှိရင်ဒါစွမ်းအောင်ကကျွန်တော် record လုပ်ထားပြီးသားဒါပေမဲ့တိတ်မကြိုက်လို့ကျွန်တော်ပြန်ဖြစ်လိုက်တယ်ဟုတ်ပြီဒီမှာဘာရေးမလဲဆိုရှင်ကိုနော်ကျွန်တော်နည်းလေးလိုသွားရနော်တချင်းဆိုနေတဲ့ပုံထုတ်ဖို့ပြီးဒီ prompt ရေးပေးပါကျွန်တော်တကယ်တမ်းဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကိုရီးယားမင်းကလေးအလံလေးပုံတချင်းဆိုနေတဲ့ပုံထုတ်ဖို့ prompt ရေးပေးပါဒါဆိုလို့ရှိရင်တခါတည်းကျွန်တော်တို့၄-၅ခုတခါတည်းရေးခိုင်းလို့